လိုက်ကြလောမာနကိုစီးတားကြလောသူပြုလင်တင်တို့ထံကနေထွက်ပြေးသွားလိမ့်မယ်ဆုတောင်းရအောင်ဖဗျာသခင်ကိုရောယေရှုတင်နဲ့ဒီကနေ့ကျွန်တော်တို့ဖျားသခင်ကျွန်တော်တို့ကိုယုံကြည်ခိုင်းတယ်အဖို့ခပေးခိုင်းတာမဟုတ်ဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ဆက်လက်ပြီးတော့ဆွေးနွေးလေ့လာပြီးတော့ဒီကနေ့ပြောကြမှာဖြစ်တယ်တန်ရှင်တော်ဝင်တော်ဖျားကိုရောယေရှုတော်ကျွန်တော်အပေါ်မှာတည်ရှိပြီးတော့ဒီမှာရှိတဲ့သူရောက်ချင်းစတဲ့ online ကနေကြည်နေတဲ့သူရောက်ချင်းစတဲ့တက်တာထဲမှာကောင်းကြီးပေးတော်မှာနားလည်နိုင်တော့ဉာဏ်ပညာပေးတော်မှာယေရှုနာမ၌ဆုတောင်းဆက်ကပ်ကြပါတယ်အာမင်โอเคဆိုကျွန်တော်ပစ္စည်းတွေရှေ့မှာဖြစ်နေတယ်ဆိုတော့ကျွန်တော်ပြောရတာခက်တယ်နော်โอเคဖျားသခင်ဘယ်မှာရှိလဲဖျားသခင်ကျွန်တော်ဘယ်မှာရှိလဲဝိညာဉ်ထဲမှာရှိတယ်ဆိုတော့ဖျားသခင်ကျွန်တော်ဝိညာဉ်ထဲမှာရှိအဲ့ဒီဖျားသခင်ထဲမှာယောမဝါစာခန်းကြီးရှိမှာတားတော်နဲ့တကွာခတ်သိမ်းတော့ရကျွန်တော်တို့ကိုပေးထားဆိုတော့ဖျားသခင်ကျွန်တော်တို့ထဲမှာရှိရင်ကျွန်တော်တို့ကအရာခတ်သိမ်းရှိပြီးသားဖြစ်တယ်ရှိမှာမဟုတ်ဘူးရှိပြီးသွားပြီဖြစ်တယ်ဟာလေလုယာကျမ်းမာခြင်းကကျွန်တော်တို့ကကျမ်းမာဖို့ကြိုးစားနေတာမဟုတ်ကျွန်တော်တို့ကယေရှုခရစ်တော်အဖြစ်ကျမ်းမာပြီးသားဖြစ်တယ်အာမင်ချမ်းသာဖို့ကြိုးစားနေတာမဟုတ်ကျွန်တော်တို့ကခရစ်တော်အဖြစ်ချမ်းသာပြီးသားဖြစ်တယ်အာမင်ကြွယ်ဝဖို့ကြိုးစားနေတာမဟုတ်ခရစ်တော်အဖြစ်ကျွန်တော်တို့ကဘာဖြစ်လဲကြွယ်ဝပြီးသားဖြစ်တယ်ဖခင်သခင်ထဲမှာကျွန်တော်တို့အကုန်ရှိပြီးသားဟာလေလုယာယေရှုခရစ်တော်ထဲ၌ရှိတဲ့သူမှာတကယ်ကျွန်တော်တို့ရဲ့အဲ့ဒါတွေကဘယ်ထဲမှာလဲကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာအကုန်ရှိပြီးသားအခုကျွန်တော်တို့ကအသက်တာထဲမှာနေမကောင်းဘူးမချမ်းသာဘူးဆိုတာကနော်စာတန်ကကျွန်တော်တို့စီကနေလာပြီးတော့ဗာဖြစ်လဲခိုးယူနေတာဖြစ်တယ်ခိုးယူခြင်းခံနေရတာဖြစ်တယ်အဲ့ဒါဆိုရင်ဘုရားသခင်ကျွန်တော်တို့ကိုပေးထားပြီးပြီဘုရားသခင်ကျွန်တော်တို့စီမှာအကုန်လုံးပေးထားပြီးကိုတော့ဒါဆိုရင်ကျွန်တော်တက်တာထဲမှာဘာကြောင့်မတွေ့ရတာလဲဒီကျမ်းစာဖတ်ရအောင်ဘုရားသခင်အလိုတော်တော့လိုက်ကြမာနကိုဘာဖြစ်လဲစီးတားကြတော့ဒီကနေ့ message ကဘာဖြစ်လဲအမာနကိုကျွန်တော်တို့ကဘာဖြစ်လဲစီးတားရမယ်โอเคဒီနေရာမှာစီးတားတယ်ဆိုတာကโอเคစီးတားတယ်ဆိုတာကဘယ်လိုအဓိပ္ပာယ်သဘောပေါက်ကြလဲစီးတားတယ်ဆိုတာကโอเคကျွန်တော်တို့ဒီရန်သူတွေလာတယ်ကျွန်တော်တို့စီးတားတယ်ဆိုဘာအဓိပ္ပာယ်လဲကျွန်တော်တို့မှာအကုန်ရှိပြီးသားဖြစ်တယ်ဟုတ်တယ်မလားကျွန်တော်တို့မှာအကုန်ရှိပြီးသားမလို့သူများလာတိုက်ခိုက်တာကိုကျွန်တော်တို့စီးတားတာလေပြောချင်တာကကျွန်တော်တို့မှာအကုန်ရှိပြီးသားအဲ့ဒါကိုကျွန်တော်တို့ကဘာဖြစ်လဲစီးတားရမှာဖြစ်တယ်ဆိုတော့အဲ့လိုစီးတားဖို့အတွက်ကဖယားသခင်ကျွန်တော်တို့ကိုအကုန်ပေးထားပြီးသွားပြီအဲ့ဒါကိုစာတန်ကကျွန်တော်တို့စီကနေခိုးယူဖို့ကြိုးစားနေတဲ့ခါမှာကျွန်တော်တို့ကဘာဖြစ်ရမလဲစီးတားရမှာဖြစ်တယ်ဘယ်လိုစီးတားမလဲကျွန်တော်ဘယ်လိုစီးတားမလဲကျွန်တော်စာတန်ရဲ့ပြောတဲ့ဟာတွေကိုကျွန်တော်ဘယ်လိုစီးတားမလဲကျွန်တော်တက်တာထဲမှာကျွန်တော်တို့ကစာတန်ကအနာရောဂါတစ်ခုခုလာပေးလို့ရှိရင်ဥပမာအခုဒီချိန်မှာဆိုကျွန်တော် flu တွေရှိတယ်နော် flu တွေယောဂါတွေရှိတယ်နော်ကျွန်တော်တို့တွေနေမကောင်းလို့မလာနိုင်ဘူးနေမကောင်းဖြစ်တယ်ကျွန်တော်တို့ကဘာဖြစ်လဲကိုနေမကောင်းဘူးဆိုပြီးတော့ဗာလဲအဲ့လိုမျိုးကိုနေမကောင်းတဲ့သူတယောက်အနေနဲ့ကိုတွက်လိုက်တာဒါပေမဲ့ကျမ်းစာထဲမှာကျွန်တော်ဘာပြောထားလဲသင်ကကျမ်းမာပြီးသားကျွန်တော်တို့ကကျမ်းမာပြီးသားဘုရားသခင်ကျမ်းမာခြင်းပေးပြီးသားဒါပေမဲ့အခုကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကဘာဖြစ်လဲနေမကောင်းဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်တို့ကလိန်ပြောခိုင်းတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တဲ့ point ကယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့ identity သင်ရဲ့ identity ကျွန်တော်ရဲ့ identity ကပါလေခရစ်တော်ထဲ၌ကျမ်းမာပြီးသားဖြစ်တယ် hallelujah အဲ့ဒါကိုကျွန်တော်လုံးဝယုံကြည်ရမယ်ခရစ်တော်ထဲ၌ကျွန်တော်ဥပမာကျမ်းစာထဲမှာเนาะဒါကျမ်းမာခြင်းကတော့ကျွန်တော်ပြောလိုက်ပြီဥပမာဆိုပါတော့ငွေရေးကြေးနဲ့ပတ်သက်ပြီးကိစ္စဖယားသခင်ကဘာပြောလဲဣသရေလလူမျိုးကိုအီဂျစ်ပြည်ကနေဆွဲထုတ်လာတဲ့ခါမှာနို့နဲ့ပြားရည်စီးတဲ့နေရာနော်အခုခေတ်စကားလဲဆိုရင်အိမ်ရောကားရောတိုက်ရောအကုန်လုံး debt free နော်အကျွေးမရှိအကုန်လုံးနေတော့ပေးထားတဲ့အရာအဲ့ဒီခါနာပြည်ကိုဘုရားသခင်ဘာပြောလဲတွားပြီးတော့ဘာဖြစ်လဲတိမ့်ပိုက်ကြပါလို့ပြောတာဖြစ်တယ်ဆိုတော့အဲ့ဒီခါနာပြည်ကိုတွားတိမ့်ပိုက်ဖို့အတွက်ကဘာဖြစ်လဲသူတို့ကကိုယ်တိုင်တွားပြီးတော့ဘာဖြစ်လဲအဲ့ဒီနယ်မြေကိုတွားနင်းယူရတာဖြစ်တယ်အာမင်ဆိုတော့ဘုရားသခင်ကသူတို့ကိုပေးပြီးသွားပြီသူတို့ရဲ့ကိုယ်ပိုင်ဒါပေမဲ့အဲ့ဒီအရာကိုသူတို့ physically သွားပြီး possess လုပ်ဖို့ကြတော့ဘာလို့ရလဲ
သွားပြီးတော့အဲ့ဒီဂျေရီခေါမြို့ကိုပတ်ပြီးတော့ဘာဖြစ်လဲနယ်မြေထဲသွားဝင်ရတာဖြစ်တယ်အဲ့လိုသွားဝင်တဲ့အခါမှာအဲ့ဒီနယ်မြေကိုသူတို့ကိုပိုင်ရတာဖြစ်တယ်အခုဒီနေရာမှာလဲထိုကဲ့သို့ပဲကျွန်တော်တို့ဝိညာဉ်ထဲမှာဘုရားသခင်အကုန်လုံးပေးပြီးသွားပြီအဲ့ဒါတွေကျွန်တော်ရဲ့ခန္ဓာကိုယ်စိတ်ထဲမှာမြင်တွေ့ရဖို့အတွက်ကဘာဖြစ်လဲကျွန်တော်တို့ကဘာဖြစ်လဲစာတန်ကိုစီးတားရမှာဖြစ်တယ်ဟာလေလုယာအာမင်ကျွန်တော်တို့ထဲမှာအခုဆိုပါတော့အခုကျွန်တော်တော်တော်များများနော်အနာရောဂါတွေရှိကြတယ်တခါလေကျရင်နာစီးချောင်းဆိုးလောက်ကပြဿနာမရှိဘူးနော်နာစီးချောင်းဆိုးလောက်ကဆေးတွေပါတောက်လိုက်ပျောက်သွားတယ်ဒါပေမဲ့ယောဂါတစ်ခုကအသက်တာထဲမှာကြာလာတဲ့ခါကျဘာဖြစ်သွားလဲသိလားယောဂါတစ်ခုကကြာလာတဲ့ခါကျဥပမာဆိုပါတော့ဘိုက်ခွဲတဲ့အရင်တော့ကျွန်တော်ဦးလေးတယောက်ရှိတယ်နော်ဒီ Sacramento မှာဘိုက်ခွဲတဲ့ခါမှာဘာဖြစ်လဲပေါက်ဖောက်ပြီးတော့ဒီနေ့ပါလဲအိတ်ဆွတ်ပြီးတော့လဲမစင်တွေဒီနေ့တွားရတယ်လေအဲ့လိုမျိုးယောဂဖြစ်တာကြာလာတဲ့ခါမှာသူတို့အဲ့ဒီယောဂနဲ့တထက်ထဲတွက်လိုက်တယ်သူတို့ယောဂရှိတဲ့သူတယောက်အနေနဲ့မြင်လိုက်တယ်အဲ့လိုဒီမကောက်ကျွန်တော်တက်တာထဲမှာဘာဖြစ်လဲဥပမာသွေးတိုးတို့စီးချိုတို့တခြားယောဂအမျိုးမျိုးတွေကျွန်တော်တက်တာထဲမှာရှိတဲ့ယောဂတွေအဲ့ဒီယောဂတွေကျွန်တော်တက်တာထဲမှာကျွန်တော်ခန္ဓာကိုယ်ထဲမှာမြင်တွေ့ရတဲ့ခါကျကျွန်တော်ကဘာဖြစ်လာလဲသိလားကျွန်တော်ရဲ့အုံနောက်ကျွန်တော်ရဲ့အသွေးခေါ်ကကျမ်းမာခြင်းဆိုတဲ့အသွေးခေါ်တဲ့ကျွန်တော်ကငါမှဒီယောဂရှိတယ်ငါမှဒီယောဂရှိတယ်ဆိုတဲ့အသွေးခေါ် identity ကပြောင်းသွားတာဖြစ်တယ်ခရီးတစ်ခုသွားမယ်ဆိုလဲငါယောဂနဲ့ဘယ်လိုလုပ်ရမလဲငါအခြေအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ယောဂနဲ့ကျွန်တော်တို့နဲ့ကဘာဖြစ်လဲ identify လုပ်လိုက်တာဖြစ်တယ်ကျွန်တော်တို့ကယောဂနဲ့ကျွန်တော်တို့နဲ့ကဘာဖြစ်လဲတထက်တဲ့နော်တလားနှစ်လားလောက်နေမကောင်းဖြစ်ပြီးတော့ကျမ်းမာသွားရင်လေအဲ့ဒီယောဂကကျွန်တော်တို့ဆက်ထွက်သွားတာဥပမာပြောရမယ်ဆိုရင်โอเคနားလည်အောင်ဒီထက်နားလည်အောင်ကျွန်တော်ဥပမာတစ်ခုပြောပြမယ်လူတယောက်ကဥပမာကိုစင်းကကျွန်တော်အိမ်မှာလာလဲတယ်ဆိုရင်ကျွန်တော်သိတယ်အစင်းကမကြခင်ပြန်မှာဟုတ်တယ်မလားဒါပေမဲ့လာလဲပြီးတော့တစ်ပတ်နှစ်ပတ်လောက်နေလဲမပြန်သေးဘူးဆိုရင်ကျွန်တော်စိတ်ထဲမှာဘာဖြစ်လဲသိတယ်ဒီလူကပြန်မယ်ဆိုသိတယ်တော့သူတစ်ပတ်နှစ်ပတ်ပဲနေဒါဧည့်သည်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘဲနဲ့အစင်းကရောက်လာပြီးတော့ဘာဖြစ်လဲကျွန်တော်ကသူ့ကိုဧည့်သည်လို့မဟုတ်ဘဲနဲ့ဘာဖြစ်လဲအခန်းတွေဘာတွေပေးပြီးတော့ဘာဖြစ်လဲဧည့်အိမ်လိုငားလိုက်ပဲသူ့ကိုအိမ်ရှင်တယောက်လိုထားလိုက်မယ်ဆိုရင်တကယ်တော့ तू ကဧည့်သည်ဒါပေမဲ့ကိုကဘာဖြစ်လဲအိမ်ရှင်လိုထားလိုက်တဲ့ခါမှာ तू ဘယ်တော့မှမပြန်တော့ top လည်းမသွားတော့ပြောချင်တဲ့ point ကနားလေအောင်ကျွန်တော်ပြောချင်တဲ့ point ကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာလာတိုက်ခိုက်တဲ့အနာယောဂမှန်သမျှကကျွန်တော်တို့ကိုယ်ပိုင်ပစ္စည်းမဟုတ်ဧည့်သည်တွေဖြစ်တယ်အာမင်လာပြီးတော့တိုက်ခိုက်တဲ့သူကျွန်တော်တို့ကအဲ့ဒါကိုအိမ်ရှင်လို့သွားမခံဖို့အရေးကြီးတယ်အနာယောကိုစဉ်းစားတဲ့အခါမှာကိုယ့်ရဲ့အုံနောက်ထဲမှာအနာယောဂကနော်ကျွန်တော်ဒီအထူးသဖြင့်နာတာရှည်ယောဂတွေယောဂတော်တော်များများကကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာဝင်သွားတဲ့အခါမှာကျွန်တော်ရဲ့အနာယောဂထက်ကျွန်တော်ရဲ့အုံနောက်ထဲမှာကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့အသွေးခေါ်ထဲမှာဘာဖြစ်လဲအဲ့ဒီအနာယောဂဝင်သွားတာအဲ့ဒီယောဂကပိုဆိုးတာဖြစ်တယ်လူတော်တော်များများကအဲ့ဒီယောဂအင်္ဂလာလေတဲ့သူကိုယောဂကျွန်တော်ယေရှုခရစ်တော်ရှိတဲ့ခန္ဓာကိုယ်ထဲမှာယေရှုခရစ်တော်ကကျွန်တော်ကိုကျမ်းမာခြင်းပေးပြီးတော့ယေရှုခရစ်တော်ချမ်းသာခြင်းပေးပြီးတော့အဲ့ဒီယေရှုခရစ်တော်ပေးတဲ့ကျမ်းမာခြင်းထဲမှာစာတန်ကဘာဖြစ်လဲယေရှုခရစ်တော်ကျမ်းမာခြင်းပေးပြီးတော့ပြီစာတန်ကလာပြီးတော့တိုက်ခိုက်တယ်လာတယ်ဒီမှာအနာယောဂတစ်ခုလာတယ်အဲ့ဒါကိုကျွန်တော်တို့ကဥပမာကျွန်တော်အခုကျွန်တော်တကယ်ချင်းတယောက်လဲ flu လာတဲ့ခါကျဘယ်သူမှ flu ရှိတယ်ဆိုပြီးတော့ဘာဖြစ်လဲ they are not expecting to stay long ဟုတ်တယ်မလားအနာယောဂတခုကို flu တွေဘာတွေဝင်တယ်ဆိုကျွန်တော်တို့ကတရက်နေ့နားလိုက်ပျောက်သွားမယ်ဆိုကျွန်တော်တို့ကသိတယ်လေဒါပေမဲ့အသက်တာထဲမှာအဲ့လိုမျိုးနာတာရှိယောဂတွေကြောင့်ကျွန်တော်တို့ကဘယ်လို expect လုပ်လိုက်တယ်ဆရာဝန်တွေကဘာပြောလဲနေတသက်လောက်ဒီစေးတောက်ရမယ်ဆရာဝန်တွေကဘာပြောလဲနေတသက်လောက်ဒီလိုပူစပါနေမယ်ပြီးတော့ဘာဖြစ်လဲကိုယ့်ရဲ့အခြေအနေမြန်မာနိုင်ငံသားတွေဆိုနေတို့မြန်မာနိုင်ငံသားတစ်သက်လုံးပဲဆင်းရဲမယ်ခန္ဓာကိုယ်ဆင်းရဲနေတာကကိစ္စမရှိဘူးခန္ဓာကိုယ်အနာရှိနေတာကကိစ္စမရှိဘူးကျွန်တော်တို့ရဲ့စိတ်ဆိုတဲ့အတွေးကျွန်တော်တို့ရဲ့အုံနောက်ထဲမှာကျွန်တော်တို့ရဲ့ mindset ထဲမှာအဲ့ဒီအနာယောဂနဲ့ကိုယ်နဲ့ဘာဖြစ်လဲ identify လုပ်လိုက်တယ်ငါကယောဂတဲ့ငါကဒီယောဂငါအတွက်ငါမှရှိတယ်အဲ့လိုမျိုး identify လုပ်လိုက်ခြင်းအဖြစ်ဘာဖြစ်လဲဒီယောဂကကျွန်တော်ပြောပြမယ်တင်ကအဲ့လိုစဉ်းစားနေတဲ့၍နာမည်ကြီးဆရာကြီးတွေ healing ဆရာကြီးတွေလာပြီးနေကိုဆူတောင်းပေးလဲတလလောက်ပဲပြောင်းမယ်နောက်ပြန်လာမှအဲ့ဒီယောဂကဘာကြောင့်လဲတင့်ကိုတင်အဲ့ဒီယောဂနဲ့ identify လုပ်ထားလို့ဖြစ်တယ်ဧည့်သည်ကိုဧည့်သည်လို့မဆက်ဆံဘူးဧည့်သည်ကိုအိမ်ရှင်လို့ဆက်ဆံနေလို့ဒီယောဂကငါ့အစီမှာရှိရမယ်
ငါရှိရမယ်ဆိုတဲ့အတွေးခေါ်ကျွန်တော်တို့ကအဲ့လိုမစင်စားရအောင်ကျွန်တော်ဘယ်လိုစင်စားရမလဲဒီယောဂါကလည်းငါနဲ့မဆိုင်ဘူးကျွန်တော်အရင်တစ်ပတ်အေလိယရဲ့ဇလန်းလိုမျိုးယေရှုနာမ၌ထွက်နေ့တိုင်းကြွေးကြော်ရမယ်ကိုနော်ကျွန်တော်နေ့တိုင်းပြောတယ်နေ့တိုင်းကြွေးကြော်တယ်ကျွန်တော်မကြမ်းမာလာဘူးအဲ့ဒါနေတာဝန်မဟုတ်ဘူးလေကျွန်တော်တို့ကယုံကြည်ခြင်းနဲ့လုပ်တယ်ဆိုတာအခြေအနေကိုကြည့်ပြီးလုပ်တာမဟုတ်နှုတ်ကပတ်တော်ကပြောတဲ့အတိုင်းကျွန်တော်တို့ကဘာဖြစ်လဲနေ့တိုင်းအနာရောဂါကိုနှင်ထုတ်ရမှာဖြစ်တယ်အာမင်ငွေရေးကြေးနဲ့ပတ်သက်တဲ့ဆင်းရဲခြင်းနဲ့ပတ်သက်တဲ့ဟာကျွန်တော်သက်တာထဲမှာလာကျိန်းဖို့ကျွန်တော်တို့ကဘာလုပ်ရမလဲနေ့တိုင်းငါကြမ်းမာပြီဆိုတာနေ့တိုင်းကြွေးကြော်ဖို့ဖြစ်တယ်ကိုယ့်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဘာဖြစ်လဲပြောဖို့မဟုတ်ဘဲနဲ့ဘာဖြစ်လဲကျွန်တော်တို့ရဲ့အခြေအနေမဟုတ်ဘဲနှုတ်ကပတ်တော်ပြောတဲ့အတိုင်းကျွန်တော်တို့ကပြောဖို့ဖြစ်တယ်အဲ့ဒါကိုဘာလဲမာနကိုစီးတားတယ်လို့ခေါ်တယ်အာမင်ကျွန်တော်တို့ကအဲ့ဒီမာနကိုမစီးတားဘဲနဲ့ကျွန်တော်တို့ကဘာဖြစ်လဲအမြဲတမ်း welcome လုပ်တယ်ဘယ်သူမှတော့အနာရောဂါငါစီလာပါအဲ့လို welcome ပါဘူးဒါမဲ့ကျွန်တော်တို့ရဲ့စဉ်းစားပုံစဉ်းစားနေကဒီယောဂါကငါနဲ့ရှိတယ်ဒီယောဂါငါနဲ့အတူရှိငါတက်လုံးဒီလိုပုံစံပဲနေရမယ်အဲ့လိုမျိုးအတွေးခေါ်ရှိခြင်းကဘာဖြစ်လဲမာနကိုလက်ခံနေတာဖြစ်တယ်ကျွန်တော်တို့ရဲ့တက်တာထဲမှာလူရဲ့စိတ်နှလုံးထဲ၌ပညာကြံနေနဲ့တော်ရည်နဲ့တူတော်လဲဉာဏ်ကောင်းတော်သူတွေခတ်ယူလိုက်မယ်တုတ်တန်ချက်20မှာပါတယ်ကျွန်တော်ရဲ့နှလုံးသားထဲမှာအဲ့ဒီအရာကိုလက်ခံပြီးတော့တာမို့ဆွဲထားရင်တရားဟောဆရာဘယ်လောက်ပဲကောင်းဘယ်လောက်ပဲတကိုးကြီးကျွန်တော်တို့ဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးကျွန်တော်တို့ပြောင်းလဲဖို့လိုတာပါဖြစ်လဲcan you go back the chapter the back the Roman chapter 8 12 Roman chapter 12 okay စိတ်နှလုံးကိုဘာဖြစ်လဲအသေးပြင်ဆင်၍ပုံတရံပြောင်းလဲခြင်းကျွန်တော်တို့ရဲ့စိတ်ကျွန်တော်တို့ရဲ့အတွေးခေါ်ကိုပြောင်းလဲဖို့လိုအပ်တယ်ကျွန်တော်တို့ရဲ့တွေးခေါ်ကျွန်တော်ရဲ့စိတ်ကိုဒီစိတ်ကျွန်တော်ပြောပြမယ်နော်ဒီမှာရှိတဲ့သူအားလုံး I believe ဒီမှာရှိတဲ့သူအကုန်လုံးယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံကြပြီလို့ကျွန်တော်လုံးဝယုံကြည်တယ်အာမင်လက်ခံပြီးဆိုရင်တင်းရဲ့ဝိညာဉ်ကဒီမှာတင်းရဲ့ဝိညာဉ်ကတင်းကျွန်တော်အများအားပြောတယ်တင်းကတေမပဲထောင်ရသိရမှာအခုက you are safe done အခုချက်ချင်းတေသွားရင်တောင်မှကောင်းကင်နိုင်ငံတန်းကနေရောက်မှာဆိုလိုရာကစာတန်ကရှုံးနေပြီးသားတင်းရဲ့တက်တာထဲမှာဟာလေလုယာလက်ကုပ်တီးလက်ဖြောက်ချီးမွမ်းရအောင်အာမင်စာတန်ကတင်းရဲ့တက်တာထဲမှာရှုံးနေပြီးသားဘာလို့လဲတင်းကကဲတင်ချင်းရပြီးသားအခုစာတန်ကကျွန်တော်တို့ကိုဘာကြောင့်တိုက်ခိုက်နေလဲသိလားဒီခန္ဓာနဲ့စိတ်မှာအောင်မြင်ပြီးတော့ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့မလိုချင်ဘူးကျွန်တော်ကိုကြည့်ပြီးတော့လူတွေကဟာကိုနော်ကဒီလောက်အောင်မြင်တယ်အခုမှဆိုအခုနောက်ပိုင်းဆိုကျွန်တော်တို့ဒီလက်ဝဲထိုးတဲ့နေရာ Joshua Van တို့နော်ဆိုပါလေမြန်မာနိုင်ငံအလာနေထားပြီးတော့ဘာဖြစ်လဲမြန်မာနိုင်ငံအလာနေပါရင်းနဲ့နော်ပြီးတော့ဘာဖြစ်လဲတချို့ဆိုတော့ Jesus ဘာညာနဲ့ပြောကြတယ်စာတန်ကအဲ့ဒါကိုရမ်းကြောက်တာကျွန်တော်ကဒီမှာ time မတ်တရပြအခု live လွှင့်နေအပတ်တိုင်း live လွှင့်နေယေရှုကကောင်းမြတ်တဲ့ယေရှုကယ်တင်ခြင်းပြည့်တယ်ကျွန်တော်ပြောတာလူအလုံးစုံကြည့်20 30ပေါ့ဒါပေမဲ့ကျွန်တော်ပြောမယ်အဲ့လိုမျိုးနာမည်ကြီးတဲ့လူတယောက်ကယေရှုကကယ်ပေးတယ်ယေရှုကငါ့ကိုဒီလိုလုပ်ပေးတယ်လို့ပြောလိုက်ရင်လေလူမီလီယံနဲ့ချီကြည့်တာအဲ့ဒီစကားတစ်ခုကိုအဲ့ဒါကလူအများကြီးကယ်တင်ခြင်းရနိုင်တယ်ပြောချင်တဲ့ point ကဘာဖြစ်လဲစာတန်ကအခုမိတ်ဆွေနဲ့ကျွန်တော်တို့ကိုတိုက်ခိုက်နေတဲ့အကြောင်းအရာကျွန်တော်တို့ရဲ့အုံနောက်အတွေးခေါ်ထဲမှာအမြဲတမ်းအဲ့ဒါတွေမျိုးစိတ်ချပေးနေတဲ့ဂျင်းထဲ့နေတဲ့အချက်ကအဲ့ဒါကြောင့်တင်းဝိညာဉ်ကဖျားပိုင်သွားပြီတင်းက you are safe အခုဒိုင်းကနေတေးလက်တည်း you are done go to heaven လောကသားရောနေမတွေ့လို့ဝမ်းနေပြီးငိုမယ်ဒါပေမဲ့တင်းကကယ်တင်ရှိရပြီးသွားပြီဒါပေမဲ့တင်းရဲ့ခန္ဓာကိုယ်မှာဖျားဘုံတော်မထင်ရှားဖို့အတွက်ကဘာဖြစ်လဲစာတန်ကအကြီးကျယ်တိုက်ခိုက်နေအဲ့ဒါကြောင့်ဒီတစ်ပတ်ကျွန်တော်ဆူတောင်းတဲ့ခါမှာဘုရားသခင်ကျွန်တော်စကားတရားပြောတယ်နော်ကျွန်တော်စိတ်ထဲမှာဘုရားပြောတယ်လို့ယုံကြည်တဲ့အရာတစ်ခုကျွန်တော်ကိုပြောတာနော်ဒီကလူတွေကိုပြောတာတော့မဟုတ်ဘူးကျွန်တော်အဲ့ဒါကျွန်တော်ဘာပြောလဲဆိုကျွန်တော်ချရေးလိုက်တယ်နေချင်းတလို့နေပြီးဘုရားကောင်းကြီးကိုမျှော်လို့မရဘူးဒီတစ်ပတ်ကျွန်တော်ကိုနေချင်းတလို့နေတာလေဟိုဇကားတွေပဲကြည်နေတာအဲ့နဲ့ဘုရားသခင်ကျွန်တော်အဲ့ဒါပေါ်ပြတာနေကမေဂါ church ဖြစ်မယ်နော်အကျဉ်းအများကြီးချင်းဆိုနေချင်းတလို့နေပြီးအဲ့ဒါဖြစ်မှာမဟုတ်ဆိုတော့ဘုရားသခင်ကျွန်တော်ကိုပြောပြပါ why ကျွန်တော်ကဂျေဇုတရားဟောတယ်လေဘုရားသခင်လှုပ်နိုင်တယ်ဘုရားသခင်လှုပ်ပေးမယ်တင်မပြစ်ရှိတဲ့ဘုရားသခင်ကောင်းချီးပေးကျွန်တော်ပြောတယ်ကျွန်တော်နေချင်းတလို့နေလဲဘုရားသခင်ကျွန်တော်ကောင်းချီးပေးမှာမဟုတ်လားလို့တောင်းတဲ့ခါမှာဘုရားသခင်ကျွန်တော်ဒီစိတ်ထဲမှာကျွန်တော်ဒီဘာပြောပြလဲဆိုတော့နေချင်းတလို့နေတဲ့ခါကျရင်
ဖျားကကောင်းကြီးပေးတာမဟုတ်ဘူးဥပမာဆိုပါတော့ဒီဟာကရေပိုက်လိုင်းဖျားတခင်ကောင်းကြီးမင်္ဂလာစီးနေတယ်ဖျားဖက်ကစီးနေတယ်ကျွန်တော်နေချင်းတလို့နေတဲ့ခါမှာဘာဖြစ်လဲဆိုတော့ဖျားဖက်ကစီးနေကျွန်တော်စိတ်ထဲမှာဖျားရှိတဲ့တော့ဖျားကအရင်တစ်ပတ်ကျွန်တော်ပြောတယ်ဖျားကကျွန်တော်ကိုအကြံဉာဏ်တွေ idea တွေလှုပ်ချင်တဲ့စန္ဒတွေထည့်ပေးတယ်ဒါပေမဲ့ကျွန်တော်ကဖျားနဲ့မမွေ့လျော်ပဲနဲ့ကျွန်တော်ဇက်ကားတွေပဲကြည်တယ်နော်စုံထောက်ကားတွေပဲဟိုကိုကြိုက်တဲ့ဇက်ကားတွေပဲကြည်နေကျွန်တော်ရဲ့အုံနောက်အတွေးခေါ်ထဲမှာဘာပဲရှိသွားလဲဇက်ကားအကြောင်းပဲ James Bond နေနော်စုံထောက်ဇက်ကားအကြောင်းပဲစဉ်းစားနေတယ်နိုင်ငံရေးအကြောင်းပဲစဉ်းစားနေတယ်ဟိုမကောင်းတာတော့ပြောတာမဟုတ်ဘူးဒါပေမဲ့စဉ်းစားတဲ့အခါမှာဘာဖြစ်လဲကျွန်တော်ကိုဖျားစိတ်ထဲမှာပေါ်ပြတဲ့အကြောင်းကဘာနဲ့တူလဲဆိုတော့ဒါကကျွန်တော်တို့နော်ဝိညာဉ်အဲ့မှာကျွန်တော်တို့ကဖျားနဲ့မသွားဘဲနဲ့တခြားလောကအရာနဲ့ပဲသွားတဲ့ခါဘာဖြစ်လဲဆိုတော့နံပါတ်1ဇက်ကိုင်းပဲချင်းတစ်ချက်ကဒီလိုဖြစ်တယ်ဥပမာကျွန်တော်ဒီဖက်ဆိုဒီလိုပြီးရင်ဟိုကိုနေချင်းဒီလိုနေတဲ့ခါတဖြစ်ဖြစ်နဲ့ဒီလိုဖြစ်လာတယ်နောက်ဆုံးကျွန်တော်ကဘာဖြစ်လဲကမ်းတော့မကမ်းဘူးဒါပေမဲ့မမြင်တော့ဘူးကျွန်တော်တို့ကမမြင်တော့တာအာမင်ဖျားဖက်ကဂျေဇုမပြုတ်တာမဟုတ်ဖျားသခင်ကဖက်ကကျွန်တော်တို့ကိုဘာဖြစ်လဲဂျေဇုမပြုတ်ပဲနဲ့ကျွန်တော်တို့ကိုဆွန့်ပစ်တာတော့ဟာအစင်ဒီလောက်တော့ပြောတာတော့မရဘူးဒီကောင်တော့ကွာငါကားတိုင်းပေါ်မှာအသေးခံပေးတာတော့ငါအသွေးတော့မလောက်ဘူးဒီကောင်တော့ထားလိုက်တော့ကွာမလုပ်ဘူးဖျားကတော့ကျွန်တော်တို့ဖက်အမြဲတမ်းပါတယ်ကျွန်တော်တို့ကိုဘယ်လောက်ပဲဆိုးဘယ်လောက်ပဲမိုက်ကျွန်တော်တို့နဲ့တူအမြဲတမ်းရှိတယ်ဒါမဲ့ကျွန်တော်တို့ဖက်ကနေဖျားရဲ့အကောင်းမြတ်ခြင်းတွေကိုမမြင်ရတော့တာဖျားစကားတန်တွေကိုမကြားရတော့တာရလတ်တွေဆုံးရှုံးသွားတာဖြစ်တယ်အာမင်အဲ့ဒါကတစ်ချက်ဒုတိယတစ်ချက်ကဘာသာရေးကြောင့်အဲ့လိုမျိုးမျက်စိကန်းတယ်အဲ့ဒါကဘာလဲဆိုတော့ဘာသာတရားကနော်အခုဂျေဇုတရားကအခုကျွန်တော်ပြောတယ်မလားတင်ဘလောက်ပဲဆိုဘလောက်ပဲမိုက်ဖျားတကယ်တိအထွက်အကောင်းဆုံးပြန်လဲပြင်ဆင်ပေးနိုင်တယ်ကျွန်တော်ပြောတယ်ဒါပေမဲ့ဘာသာတရားကြတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ခုနကတော့ဒီလိုကွယ်ပေးလိုက်တယ်နောက်ဘာသာတရားတစ်ခုကဘာဖြစ်လဲလှေကထစ်လုတ်ပေးလိုက်တယ်ဖျားနဲ့ကျွန်တော်တို့ကြားထဲမှာနင်းကောင်းမှနင်းအစာရှောင်မှနင်းအပတ်တိုင်းဖျားကြောင်းတက်မှဟိုကားပိန်လေးပေါက်သွားတာတော့ကျွန်တော်အမြဲတမ်းပြောတယ်ဘာဖြစ်လဲနင်းအရင်တစ်ပတ်ဖျားကြောင်းမလာလို့ဖျားနေကိုတန်ခတ်တာနော်ဆိုတော့ဖျားသခင်နဲ့ကျွန်တော်ကြားထဲမှာလှေကထစ်ထားလိုက်တယ်တင်ကောင်းလင်ကျွန်တော်မစိုးပါဆိုတဲ့စကားတရားဟောတဲ့ခါမှာအဲ့ဒါကလည်းဘာဖြစ်သွားလဲကျွန်တော်တို့ရဲ့အသွေးခေါ်ထဲမှာဖျားရဲ့အမြင်ဖျားသခင်ရဲ့ဖျားသခင်စီကနေဘာဖြစ်လဲ flow ပြတ်စေတဲ့အကြောင်းအရာတွေဖြစ်လာတယ်ဆိုတော့စာတန်ကကျွန်တော်တို့ကိုတိုက်ခိုက်တယ်စာတန်ကကျွန်တော်တို့ကိုအဲ့ဒီဖျားသခင်စီက flow တွေမရအောင်စီးတာတဲ့အရာအသွေးကျွန်တော်တို့ရဲ့အသွေး everybody want your thinking ကျွန်တော်တို့ဘာစဉ်းစားလဲဆိုတာကိုလူတွေကလိုချင်တယ်အဲ့ဒါကြောင့်အခုဥပမာဆိုပါတော့ကျွန်တော်ဖုန်းတွေမှာနော် Facebook မှာ YouTube မှာ short တစ်ခုကြည့်လိုက်နောက်တစ်ခုပေါ်လာလို့ရှိရင်ဘာဖြစ်လဲအဲ့ဒါနဲ့ဆက်လက်တဲ့အရာပဲပေါ်လာတယ်ကြော်ညာလာတောင်မှကိုကဘောင်းဘီကြည့်နေတယ်ဆိုရင်ဘောင်းဘီအကြောင်းပဲကြော်ညာဝင်လာတာဘာကြောင့်လဲကျွန်တော်တို့ဘာစိတ်ဝင်စားလဲဆို automatic သိတယ်ထိုကဲ့သို့ပဲကျွန်တော်တို့အုံနောက်ထဲမှာလဲစာတန်ကလည်းသိတဲ့ခါမှာကျွန်တော်တို့ဖျားအကြောင်းဖျားရဲ့နှုတ်ကပတ်တော်မှာမွေ့လျော်တဲ့ခါကျရင်ဖျားသခင်ကကျွန်တော်တို့ကိုချီးမြှောက်မယ်ဘာကြောင့်လဲချီးမြှောက်မယ်ဆိုတာကချီးမြှောက်ပြီးသားအဲ့ဒါကိုကျွန်တော်တို့တွေ့သွားမှာဆိုလို့စာတန်ကဘာဖြစ်လဲအမျိုးမျိုးနဲ့ကျွန်တော်တို့ကိုစီးသားတာဇကာဖြစ်တော်လကောင်းနော်အမျိုးမျိုးကျွန်တော်တို့ attention မဖြစ်အောင်အခုသတင်းတွေလည်းကြည့်လိုက်အခု online မှာသတင်းတွေအကုန်လုံးလည်းကြည့်လိုက်နှုတ်ကပတ်တော်နဲ့ဆန့်ကျင်တဲ့သတင်းတွေနဲ့နှုတ်ကပတ်တော်နဲ့ဆန့်ကျင်တဲ့ဥပမာဆိုပါတော့ဥပမာတစ်ခုအနေနဲ့နော်ချစ်ချင်းlove is love ဆိုပြီးတော့ပြောနေကြတယ်သူတို့ချစ်ချင်းတို့ချစ်ကြတကယ်တော့ကျမ်းစာထဲမှာအဲ့လိုမျိုးမှမပြောထားတာပြောချင်တဲ့ကောင်ကနှုတ်ကပတ်တော်ကိုဟုတ်တယ်လို့နဲ့မဟုတ်ပဲနဲ့ဒီလိုလဲနေတာကျွန်တော်တို့ရဲ့အတွေးခေါ်ကိုဘာဖြစ်လဲနေရာယူကြတာဖြစ်တယ်အဲ့ဒီအတွေးခေါ်ကျွန်တော်တို့ရဲ့အတွေးခေါ်လေးဒီအတွေးထဲမှာဖျားသခင်ကျွန်တော်ကိုလှုပ်ပေးမယ်ဖျားသခင်ကျွန်တော်အတွက်လှုပ်နိုင်တယ်ဖျားသခင်တတ်နိုင်တယ်ဖျားသခင်ကျွန်တော်မဆမယ်ဆိုတော့အတွေးမျိုးမတွေးမိအောင်စာတန်ကကျွန်တော်ကိုအမြဲတမ်းမဆနေတာဖြစ်တယ်အဲ့ဒီလိုမျိုးဖြစ်အောင်ကျွန်တော်တို့ကဘာဖြစ်လဲတွန်းပို့နေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကနေ့ကျွန်တော်ရဲ့ point ကအဲ့ဒီအတွေးခေါ်တွေအားလုံးကိုဖယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုတွေးရမလဲ identify with Jesus ဖျားသခင်ငါ့ကိုအကုန်လုံးပေးပြီးသွားပြီဖျားသခင်ငါအထဲမှာရှိတယ်ဖျားသခင်ငါ့ကိုအကုန်လုံးပေးပြီးသွားပြီအဲ့ဒါကိုကျွန်တော်အမြဲတမ်းမှတ်ထားရမှာဖြစ်တယ် hallelujah အာမင်ဖျားသခင်ဥပမာကျွန်တော်တို့ဒီမှာဒီကနေ့အကြောင်းအရာမာနကိုစီးသားကြလို့ဆိုတာကျွန်တော်တို့အတွေးခေါ်ထဲမှာကျွန်တော်တို့ရဲ့အကြံဉာဏ်ထဲမှာအခုတောင်မှเนาะကျွန်တော်အနာရောဂါတွေရှိတယ်ဆိုပါတော့เนาะဘယ်လိုပဲအနာရောဂါဖြစ်ဖြစ်အဲ့ဒီအနာရောဂါနဲ့ကိုယ်နဲ့ကဘာမှမဆိုင်ဘူးအာမင်အဲ့ဒီအနာရောဂါမှာဘာဖြစ်လဲ expire date ရှိတယ်အာမင်
အဲ့ဒီကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာလာတိုက်ခိုက်တဲ့အနာရောဂါမှန်သမျှဘာဖြစ်လဲ expire date ရှိတယ်အာမင်အဲ့ဒီ expire date ကုန်တာနဲ့အဲ့ဒီအနာရောဂါထွက်သွားရမှာဖြစ်တယ်အာမင်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အသွေးခေါ်ကလောကအသွေးခေါ်ပဲအယမ်းများသွားတဲ့ခါမှာအဲ့ဒီအနာရောဂါကို expire date ကိုကျွန်တော်တို့ကဖြုတ်ပြီးတော့ forever တက်လိုက်တယ်သွားပြီအဲ့ဒါအာမင်အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့ message ကကျွန်တော်ရဲ့နှလုံးသားထဲမှာယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကိုအရာခတ်သိမ်းပေးပြီးသွားပြီ hallelujah ကျမ်းမာခြင်းတန်ချမ်းသာခြင်းကြွယ်ဝခြင်းပြည့်စုံခြင်းအကုန်ပေးပြီးသွားပြီမပေးသေးတဲ့အရာဘာမှမရှိဘူးသားတော်နဲ့တကွခတ်သိမ်းတော့ရပေးပြီးသွားပြီဖခင်သခင်တိထက်ပေးစရာမရှိတော့ဘူး we are done ဖခင်ဘက်ကလှုပ်ရှားရှိတာလှုပ်ပြီးသွားပြီအာမင်ဘာမှ guilty mindset တွေဘာလဲရှိစရာမလိုအားလုံးပြီးသွားပြီကျွန်တော်တို့ဘက်ကနေကျွန်တော်တို့ရဲ့အတွေးခေါ်စိတ်နှလုံးပုံတရအစ်စ်ကျွန်တော်တို့ရဲ့အတွေးခေါ်ကပြောင်းရမှာဘယ်လိုပြောင်းရမလဲဖခင်သခင်ငါ့ကိုပြုပြီးသွားရအနာရောဂါတိုက်ခိုက်ရင်ဒီအနာရောဂါမကြခင်ထွက်သွားရမယ်အာမင်အာမင်မကြခင်ထွက်သွားငါကျမ်းမာမဲ့သူဖြစ်တယ်အာမင်ဒီယောဂါကငါခန္ဓာကိုယ်မှာကြာနေလို့မရဘူးဒီဆင်းရဲခြင်းကငါနဲ့ကြာနေလို့မရဘူးဒီအကျွေးများခြင်းကငါနဲ့ကြာနေလို့မရဘူးဘာကြောင့်လဲယေရှုခရစ်တော်အဖြစ်ငါကိုကယ်တင်ပြီးသွားပြီဟာလေလုယာအာမင်ကျွန်တော်တို့ကချီးငှားတော်သူမဟုတ်ဘယ်သူတွေလဲပေးကမ်းတော်သူတွေအနှိမ့်မှာမဟုတ်ဘဲနဲ့အမြင့်မှာနေတဲ့သူတွေအမိမဖြစ်စေပါဖြစ်လဲဥကောင်းဖြစ်မဲ့သူတွေလက်ရှိချိန်မှာဖြစ်ပျက်နေတဲ့အရာကိုကျွန်တော်ကြည့်ပြီးဝမ်းနည်းပြီးထိုင်ငုံမနေနဲ့ကျွန်တော်တို့ identify လုပ်ရမှာကနှုတ်ကပတ်တော်ထဲမှာပြောတဲ့အတိုင်းပဲငါဒီကျမ်းမာပြီခုနကျွန်တော်ပြောတဲ့မင်းမျိုးမင်းတွေငါကြွယ်ဝမယ်ငါကောင်းစားမယ်လောကရဲ့လေမှာအာမင်ကောင်းကင်နိုင်ငံရောက်မှကောင်းစားတာမလို့ဘူးလေကောင်းကင်နိုင်ငံမှာကောင်းစားပြီးပြီဒီမြေကြီးပေါ်မှာကျွန်တော်ရဲ့ခန္ဓာကဘုရားသခင်ဘုန်းတော်အတွက်အရာအောင်မြင်ဖို့အရေးကြီးတယ်အာမင်ဟာလေလုယာအာမင်ကျွန်တော်တို့ကိုဘုရားသခင်အဲ့ဒါကြောင့်ကျွန်တော်တို့ identify ကျွန်တော်တို့ကိုခရစ်တော်နဲ့ identify လုပ်ရအောင် message က short and sweet သင်ကအောင်မြင်ပြီးသားဖြစ်တယ်သင်ရဲ့အောင်မြင်ခြင်းချမ်းသာခြင်းကြွယ်ဝခြင်းတွေအားလုံးက in your spirit is because ဘုရားသခင်ရှိတယ်ဒါပေမဲ့အဲ့ဒီဟာကဒီခန္ဓာကိုယ်ထဲမှာသွားဖို့ flow လုပ်ဖို့အတွက်ကအတွေးခေါ်အဲ့ဒီအတွေးခေါ်ကိုသင်မ fix တဲ့၍သင်ဒီဟာကိုမြင်တွေ့ဖို့အရန်ခက်လိမ့်မယ်လောကနီလန်တိုင်းစ조사အရန်ခက်တယ်အာမင်ဖျားနီလန်တိုင်းသွားရင်အရန်လွယ်တယ်ဖျားတကယ်အကြံဉာဏ်ပေးမယ် idea ပေးလိုက်ရင်ခဏလေးပဲအာမင် you got the message today အဲ့ဒါကြောင့်စာတန်ကိုဘာဖြစ်လဲစီးသားရမယ်ကျွန်တော်တို့အသက်တာထဲမှာဖြစ်ပျက်တဲ့အရာတွေကိုလက်မခံစရာမလိုဘူးအာမင်โอเคဆုတောင်းရအောင်ဖခင်သခင်ကိုရောယေရှုတင်နေဒီကနေ့ဒီနေ့ message အတွက်စာတန်ကိုစီးသားကြလို့ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သင်ခဲ့တယ်ဖခင်သခင်ကျွန်တော်တို့ကိုအကုန်လုံးပေးထားပြီးသွားပြီထို့အရာကိုဒီကနေ့ကျွန်တော်သက်တာထဲမှာလက်ရှိရရှိလုံးဝယုံကြည်ပြီးတော့သက်တာထဲမှာအခုကျွန်တော်တို့ကိုလာတိုက်ခိုက်နေတဲ့အနာရောဂါတော်လည်းကောင်းဆင်းရဲခြင်းတော်လည်းကောင်းအကျွေးတွေတော်လည်းကောင်းငွေရေးကြေးနဲ့ပြဿနာတော်လည်းကောင်းမဆုံလင်ခြင်းတွေအာဒမ်စီကနေလာတဲ့ချိန်ချင်းအမင်္ဂလာတွေအကုန်လုံးနဲ့ကျွန်တော်နဲ့မသက်ဆိုင်ဘူးထို့အရာတွေအကုန်လုံးက expire date ရှိတယ်မကြခင်ကျွန်တော်သက်တာထဲကနေထွက်သွားရမှာဖြစ်တယ်ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ကပြည့်စုံတော်သူတွေဖြစ်တယ်အောင်မြင်တော်သူတွေဖြစ်တယ်မကြခင်ကိုယ်တော်အဲ့ဒါတွေကျွန်တော်မြင်တွေ့ရမှာဖြစ်တော့ကြောင့်ယေရှုတင်တယ်ဟာလေလုယာယေရှုနာမနဲ့ကြွေးကြော်တယ်ကျွန်တော်ဒီထဲမှာအကြွေးရှိတဲ့သူတွေအကုန်လုံးယေရှုနာမနဲ့အကြွေးကြေခြင်းနဲ့ယေရှုနာမနဲ့ကြေညာတယ်ဟာလေလုယာကျွန်တော်တို့သက်တာထဲမှာအနာရောဂါရှိတဲ့သူတွေယေရှုနာမနဲ့ကျမ်းမာခြင်းတွေတရားနဲ့ဆေလွတ်ပါတယ် depression ဝင်နေတဲ့သူတွေယေရှုနာမနဲ့ဝမ်းမြောက်ခြင်းတွေယေရှုနာမနဲ့ကြေညာပါတယ်ကောင်းစားခြင်းတွေယေရှုနာမနဲ့ကြေညာတယ်ကိုရဲဘုံတော်အတွက်ဖြစ်စေပါဒီလောကရဲ့လေမှာကိုရဲဘုံတော်ထင်ရှားတော်သူစေတော်သူတွေရောက်ချင်းစေတိုင်းဖြစ်စေတော့မှာယေရှုနာမနဲ့ဆုတောင်းဆက်ကပ်ပါတယ်